တယောက်ကိုတွေ့တာတွေမိသားစုကိုတွေ့တာတွေနဲတဲ့နဲအောင်တန်ရုံးစင်ထားတာတွေပေါ့နော်နဲတဲ့နဲအောင်လို့ရှော့ရမယ်ကိုဘာတာကိုတယောက်တည်းလုံလောက်တယ်ဆိုတာကိုနားလည်မှပဲပျော်ပျော်ရွှင်ရွှင်နဲ့နော်နေထိုင်နိုင်တာအဲ့လိုမျိုးကိုတယောက်တည်းကိုရဲ့ဖြစ်တည်မှုကလုံလောက်တယ်လို့မတွေးပဲနဲ့သူနဲ့ကိုနဲ့ကြိုက်ပြီးတော့မှနော်တူဖြတ်တန်းမှပဲကိုဘွားကြီးကပြည့်စုံတယ်လို့တွေးလိုက်ပြီးဆိုရင်အရန်နေတွေ့တာနေပြီကိုချစ်အောင်မောင်ချစ်အောင်နေအရန်နေရပြီဆိုရင်မဟုတ်တော့ဘူးကိုပေါ်မှာတန်မိုးထားမှကိုဘွားကတန်မိုးရှိမယ်ဆိုရင်ဘယ်တော့မှပြည့်စုံမှာမဟုတ်ဘူးတွေ့တာတွေရှော့နိုင်လေကိုတယောက်တည်းအမြဲတမ်းပဲเนาะတပွင့်နဲ့ပွင့်ပြီးတော့မှလမ်းဆန်းတဲ့ဘဝကိုပတ်ဆိုင်ရမယ်ခြားသူတွေကိုချစ်မချစ်ကိုဘတာကိုချစ်တဲ့သူဂယူးမဆိုင်ဖဲနဲ့နေနိုင်တဲ့သူသားလည်းရင်ဘဝမှာနိုင်တာပဲဖြိုးဆိုရင်မိသားစုအရန်တန်မိုးထားတယ်ဒါပေမဲ့ငယ်စဉ်တုန်းကကြတော့အဲ့ဒီအဖေနဲ့အမေကကိုဘလို့ပြောလိုက်တာလဲအဖွားကကိုဘလို့ပြောလိုက်တာလဲကိုမကိုဘလို့ပြောလိုက်တာလဲဆိုအဲ့တစ်မမလေးလိုက်ခံစားပြီးတော့မှခုပြောနေတဲ့စက်တိရှိတဲ့ဘဝကြီးမဟုတ်ခဲ့ဘူးနေ့စဉ်ပင်မန်းနဲ့ပူလောင်နဲ့သူတို့ကကိုစကားလေးပြောတာတလုံးလေးမလိုက်ရင်ကိုကတပတ်လောက်တွေလိုက်ခံစားပြီးတော့မှတွေးကြည့်ဖြစ်နေတာအသေးတွေကွဲနေတာဟုတ်တယ်နော်အခုကျတော့မဟုတ်တော့ဘူးသူတို့ကိုကြိုက်တယ်လို့ပြောကိုသိတယ်သူတို့ကိုချစ်တယ်ဘာကြောင့်မလဲဆိုတော့သူတို့ကိုမချစ်လဲကိုဘာသာကိုချစ်တယ်အဲ့လိုမျိုးတွေ့တာတွေရှော့လိုက်တဲ့လိုချင်တာတွေရော့သွားတဲ့အချိန်မှာဘွားကြီးကပို့ပြီးတော့မှစက်တင်မင်းကရှိလာ